မြန်မာနိုင်ငံမှာစက်တရေအတုံးဆုံးလက်မလော့ဆုံးလက်မင်္ဂလာမရှိဆုံးလက်ပြောစားဟဲ့ဆိုတော့တရားလုံးမတ်တရတာဗျာငါမေးခွန်းတော့နည်းနည်းလေးလွန်သွားပြီတက်ဥတော့နည်းနည်းကျွံသွားပြီဒီကောင်နေအားလုံးဘသူဖြေမလဲထားပါတော့လေငါဘလို့ညံတွင်ကောင်းမှုပြတ်ထိုင်သွားလို့မင်းတို့အကုန်ထားတော့ဘယ်ဖြစ်မလဲကွာကျောင်းသားကိုယ်စားလှယ်၍တယောက်ထပါလို့ဆိုသူတို့တိုင်မင်းကြတယောက်ထပြဿနာပဲအဲ့လိုဖြေလိုက်လို့ဒီအတန်အပြင်ချသွားရင်လည်းမကောင်းဘူးသူတို့ဖြေမဲ့လက်ကဘသူလက်လဲတော့ငါလည်းမသိဘူးဒီလိုတော့ရှိရကွာမင်းတို့ငါမေးတဲ့လက်ကတေဆုံးပြီးသူရဲ့လက်ဖက်ပြောရမှာတော့အသက်ရှင်တဲ့လက်မင်းတို့ပြောခွင့်မရှိဘူးဆရာမင်းကလည်းပြင်းစရာကြီးပြတယ်လူတိုင်းသိတယ်ဂလုံဥစောလက်တယ်တော်သေးတယ်ဂလုံဥစောကယ်လို့ဗျာကျုပ်တို့အမလေးကလေးတွေတော်တယ်ကလေးတွေလည်းပြီးတော့ကျွန်တော်အလဲပေါ့ဒီမဲကွာမှတ်ထားဆရာတွေရဲ့လက်လှတယ်ဒီခေတ်ကျောင်းဆရာတွေရဲ့လက်ကတော့တိတ်မလှဘူးဟေးဘာကြောင့်လဲဆိုကျူရှင်ပြနေရတာနဲ့မအားလို့လာစားနဲ့မလောက်ဘူးကိုကျူရှင်ဆရာတွေရဲ့လက်လည်းမလှဘူးနော်စီဝါရှာတဲ့လက်စာတင်တဲ့လက်မဟုတ်ဘူးစီဝါရှာနေတာကျူရှင်ဆရာတွေက